တနင်္ဂနွေသားသမီးတွေကိုဒီလိုအပြုတ်မှုမျိုးတွားပြီးတော့မလုံးမိစေနဲ့တနင်္ဂနွေသားသမီးတွေကိုလေအမိတ်ပေးတာမျိုးအခုချစ်ချင်းဒါလေးလုပ်ပေးပါဟိုဟာလေးလုပ်ပေးပါလို့တွားပြီးတော့အမိတ်အာနာတန်နဲ့တွားမခိုင်းနဲ့ရွက်တတ်တဲ့စိတ်မလွဲမသွေရှိတယ်သူတို့လှုပ်ချင်ပြီဆိုလို့ရှိရင်ကိုခိုင်းခိုင်းမခိုင်းခိုင်းအယိုးကြိတ်ကြီးအရေခန်းခန်းကိုလှုပ်ပေးလေးရှိတာတနင်္ဂနွေသားသမီးတွေရဲ့ရွက်တတ်တဲ့စိတ်ကအထွတ်ထိပ်ငယ်ဒိဋ္ဌိကိုရှိပါတယ်ကျန်တဲ့နေ့နဲ့သားသမီးတွေအထွတ်ကိုပို့ပြီးတော့ပြင်ပါတယ်နောက်တစ်ချက်ကတနင်္ဂနွေသားသမီးတွေရဲ့စိတ်နေစိတ်ထားကလေသူတို့ရှေ့မှာရှေ့တစ်မျိုးနောက်ွယ်တစ်မျိုးမဟုတ်မမှန်ပြောတဲ့သူဆိုရင်လုံးဝမကြိုက်ဘူးလေးစားမှုလည်းမရှိသလိုနည်းနည်းလေးသိခံပြီးတော့မှကိုပတ်သက်ဆက်ဆံလို့မရတဲ့တဲမှာတနင်္ဂနွေသားသမီးတွေကထိတ်ဆုံးကနေပါပါတယ်ရှင်တနင်္ဂနွေသားသမီးတွေရဲ့လေချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့928,500 relationship မှာအပြင်ကမာကြောတလောက်ကိုခလေးဆန်နေနော်ချွဲတက်တယ်နူးညံ့တက်တယ်အဆအဆအရာရာလေးအသက်ကြီးပြီးတော့ကိုခန်းစားချက်ကနုနယ်တဲ့တဲမှာတနင်္ဂနွေသားသမီးတွေကိုဘယ်သူမှလိုက်မမိဘူးပြီးတော့အဆိုးဆုံးသူ့ကိုတွားပြီးလှုပ်လို့မရတဲ့အချက်ကလေမာကြောကြောနဲ့အမိတ်ပေးအာနာတန်နဲ့တွားပြောလို့မရဘူးကိုတောင်းဆုံမယ်ဆိုရင်သူ့ရဲ့ဒီမေတ္တာတရားကိုရှေ့တန်းတင်ပြီးလေးစားတဲ့အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့လေအသက်ပင်ထွက်ပါစေလုတ်ပေးတတ်တဲ့သူတွေမှာပါတယ်ဆရာကြီးလုတ်တာအမိတ်အာနာတန်ပေးတာလုံးဝကိုမကြိုက်တော့သူတွေမှာပါတယ်ပြီးတော့တနင်္ဂနွေသားသမီးတွေကလေလူတွေမသိသေးတဲ့အချက်သူတို့ကဥဆောင်နိုင်တဲ့စွမ်းရည်စွမ်းရှိတယ်ဒါပေမဲ့သူတို့ရဲ့အစွမ်းအစကိုကလေးစားပါတယ်အားကိုးပါတယ်ဆိုပြီးရှေ့တန်းတင်ပြီးတော့ဒါသူတို့ကိုလမ်းကြောင်းပေါ်တာတင်ပေးလိုက်အောင်မြင်အောင်ဇွဲကြီးပြီးလုတ်တက်တဲ့ထဲမှာပါတယ်အဲ့ဒါမှမဟုတ်လို့သူတို့ရဲ့အစွမ်းဆောက်နေပါကွာဂယုမဆိုင်တဲ့ပုံစံလိုမျိုးသွားမလုံးနဲ့အရွယ်တက်တဲ့စိတ်ထဲမှာလေကန့်လန့်တိုက်တဲ့စိတ်ထဲမှာတနင်္ဂနွေသားသမီးတွေကလိုက်လို့မမီဘူးဂလုံပီသိတယ်မလားကောက်လဲကောက်တယ်စိတ်လဲအစိုးမြန်တယ်ဒါပေမဲ့ရေရှည်တော့သူကစိတ်ဆိုးစိတ်ကောက်တက်တဲ့ထဲမှာမပါဘူးရီတူပဲဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ relationship ကိုမိသားစုထဲမှာတနင်္ဂနွေသားသမီးရှိနေပြီဆိုရင်သူ့ရဲ့စိတ်နေစိတ်ထားသူ့ကိုကဘလို့ဆက်ဆံရမယ်ဘလို့ပုံစံလေးနဲ့သူနဲ့ကိုနဲ့ရေရှည်မှာတွားနိုင်ဖို့အတွက်ကိုတနင်္ဂနွေသားသမီးတွေရဲ့စိတ်ကိုဖန်ဆားနိုင်ဖို့အတွက်ကိုဒီအချက်တွေပြုပြင်ပြောင်းလဲလိုက်ပြီဆိုရင် okay မှာဆိုပြေပဲဒီအချက်တွေတော့ main လျှို့ဝှက်ချက်အနေနဲ့ကောင်းကင်တွယ်ပြီးသူတို့ရဲ့စိတ်ကိုဖန်ဆားနိုင်ဖို့အတွက်ကိုလိုအပ်ပါတယ်ဒီချက်